ဆက်ပြကောင်းကောင်းလေးရှာနေကြတဲ့သူတွေရှိလာရှင် local brand လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းလို့ပါဒါတွေကတော့ချမ်းထုတ်တယ်ဝါမီသွေးဆက်ပြလေးပေါ့နော်ချမ်း local brand နေပြီးတော့မှသူက9မျိုးထုတ်တယ်ပေါ့နော်ဒီ9မျိုးတည်းကဒီဝါမီသွေးဆက်ပြလေးကတော့ပထမအုပ်ဆုံးသုံးဖို့မှာပါဒါလေးကသူကဘာလေးကောင်းတယ်လို့ရေးထားလဲဆိုတော့အစီပြန်ခြင်းကိုတုံးဝတက်သားစေတယ်ဝက်ချန်ထွက်ခြင်းကိုလည်းရှော့ချပေးတယ်အစီဖို့အမှားရဆောက်ဝက်ချန်တွေကိုလည်းတက်သားစေတယ်ပေါ့နော်ကျိုးဝက်ချန်တဲ့ဂျာစုတွေကိုလည်းပျောက်ကင်းစေတယ်အရေးပြားတဲ့အစိတ်တောက်တွေကိုဖယ်ရှားပေးပါတယ်တဲ့အထူးသတိပြုလေးနှစ်ခုရှိတယ်ပေါ့နော်သတိပြုရန်ကဆက်ပြောင်းမျက်နှာပေါ်မှာအခဲလိုက်ပုံမသိဖို့နဲ့အသား6တူတွေလုံးဝမသုံးသင့်ပါဘူးလို့ပြောထားပါတယ်အခုဒီမှာပါကင်ထုတ်ဖို့မှုလေးဘယ်လိုလေးလဲပေါ့ဒီလိုလေးပါတယ်ရှင်ဟောဒီပိုက်ကလေးနဲ့ထဲမှာဒီလိုလေးတစ်ထက်ကလေးပါတယ်ဒီ plastic လေးကိုဖယ်ရမှာပေါ့နော်ဒီဝါမီသွေးဆက်ပြလေးကတော့တုံးကြည့်ခြင်းလို့ကိုထပ်ပြီးမှာလိုက်တာပေါ့နော်ဒီရဲ့ချမ်းထုတ်တဲ့ local brand တွေထဲမှာဘာတွေကိုထပ်ပြီးသုံးဘူးသေးလဲဆိုတော့တန်းတလွန်ဆက်ပြလေးသုံးဘူးပါတယ်တန်းတလွန်ဆက်ပြလေးကတော့တစ်ခဲသုံးဘူးတယ်ပေါ့နော်နောက်တစ်ခုကတော့နနွေးနဲ့ပြားရီလုတ်နနွေးရယ်ပြားရီရယ်နဲ့လုတ်တဲ့ဆက်ပြလေးအဲ့ဒါလေးကတော့နှစ်ခဲသုံးဘူးပါတယ်ပေါ့သုံးဘူးတော့အဲ့ဒါတွေသုံးလိုက်တဲ့အချိန်မှာဘာတွေကိုတက်တာလာစေခဲ့တယ်ကိုတွေဘာတွေကောင်းလာစေခဲ့လဲဆိုတော့မျက်နှာမှာလေအစီဖူလေးတွေအများကြီးပေါက်တယ်ရှိမျက်နှာတစ်ပြင်လုံးကိုပေါက်တာအဲ့ဒါလေးတွေကိုလုံးဝပျောက်သွားတယ်နောက်တစ်ခုကမျက်နှာမှာအရင်ကတည်းကအမဲချောက်လေးအမဲချောက်လေးရှိရပေါ့နော်အဲ့မဲချောက်လေးတွေကပို့ထင်းလာခဲ့တာပေါ့ဒါမှဒီဆက်ပြလေးသုံးလိုက်တဲ့အချိန်မှာတော့မဲချောက်လေးတွေကပါလိုက်လာတယ်ဟုတ်နောက်ပြီးတော့နေလောင်လို့လေမျက်နှာမှာမဲနေရလေမျက်နှာမှာနေလောင်တော့မဲနေရမျိုးဖြစ်နေတဲ့ခါကြတော့လေအဲ့ဒီနေလောင်တာလေးလည်းပျောက်သွားတယ်ရှင်အဲကြောင့်မို့လို့သုံးမှုတဲ့တန်တလွန်ဆက်ပြလေးရဲ့နနွေးနဲ့ပြားရည်နဲ့လုပ်တဲ့ဆက်ပြလေးရဲ့တောင်တလောက်ကောင်းနေခဲ့ရင်ဒီဝါမီသွေးနဲ့လုပ်တဲ့ဆက်ပြလေးလည်းအများကြီးကိုအတွက်ကောင်းလာနိုင်တယ်အသားရည်အတွက်ကောင်းလာနိုင်တယ်လို့ယူဆလို့တွေးပြီးတော့ဗောနော်ဒါလေးအခုထပ်မှကြည့်တာပါရှင်ဒါလေးကဘတ်ချက်လေးစေးဖြစ်တယ်ဗောနော်ဒီညီမလေးစီမှာ TikTok မှာ Facebook မှာဒီညီမလေး page ရှိပါလိမ့်မယ်ဘာပေါ့နော်တော့မှလို့ရပါတယ်ရှင်စပြကောင်းကောင်းရှာနေတဲ့သူတွေအတွက်လေးဒါကြတော့တကယ်တစ်ခါလေးကြတော့မျက်နှာမှာဝှချန်နေအများကြီးထွက်တယ်မျက်နှာအရင်စီးပြန်တယ်ကွက်တနခါကြိုက်တဲ့လူဆိုရှင်လေတနခါချက်နေလိမ့်နိုင်တော့မှအစီးပြန်တဲ့ခါကျတော့အဲ့တနခါလေးတွေကဝါညံ့ညံ့လေးတွေမနေဘဲနဲ့မဲလေးတွေဖြစ်နေတာပေါ့နော်မဲဆူလေးဖြစ်နေတော့လေတချို့ကတနခါကြိုက်ပြီးမှတနခါမလိမ့်ဖြစ်ကြအောင်ပေါ့နော်ချွေးထွက်တဲ့ခါကျတော့အစီးပြန်တဲ့ခါကျတော့မျက်နှာမှာမဲညံ့ညံ့လေးဖြစ်တော့တနခါတိတ်မလိမ့်ဖြစ်ကြအောင်ဖြစ်ကြတာပေါ့နော်အဲ့တော့အလိုလူတွေအစီးပြန်တဲ့လူတွေအတွက်လည်းဒီဆက်ပြလေးကကောင်းပါတယ်လို့ချမ်းမထုတ်နေတဲ့ထုတ်ကုန်လေးချမ်းကနေထုတ်တဲ့ထုတ်ကုန်လေး9မျိုးရှိအဲ့ဒါလေးကိုတစ်ပြိုးချင်းစမ်းသုံးကြည့်ဖို့တိုက်တွန်းပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်